哦，蓝妈那边在对呢。မနေ့ကညနေ6နာရီဝန်းကျင်လောက်မှာပပူးလာဆိုတဲ့မင်းကြီးကြောက်တက်ခံတယ်ဒီမနေ့10နာရီလောက်မှာအလောင်းကိုမွေးချောင်းလို့ကျွန်တော်တွေ့ရှိတယ်ညနိုးပေးထားတဲ့စစ်စစ်ချက်ရသက်အရာ3ယောက်လုံးဟာမောင်းချိဘက်ဂျိုဆောင်နာနေစပြီးရိုက်ခံလမ်းလျှောက်နေတဲ့လူတယောက်ကိုချောင်းပေးရလို့ရှိရင်အနောက်ဘက်ကပဲရိုက်လို့ရမှာပေါ့အစိမ်းရောင်နဲ့ပြထားတဲ့လမ်းကြောင်းတွေကတက်ဆီလမ်းကြောင်းတွေအနီရောင်နဲ့ပြထားတဲ့လမ်းကြောင်းတွေကအလောင်းဖြောက်တာသွားဖို့အတွက်အနည်းဆက်ဆုံးနေရတယ်မင်းအခုရှုံးနေတာမလားအရှုံးသမားတယောက်ဖြစ်ရတဲ့ခံစားချက်ကဘယ်လိုလဲရှမ်းခါရတာဘွားကြီးခဏတော့ပြောပတ်စကားတွေဒီချာချာစဉ်းစားပြီးမှပြောအဲ့ဒီခါးသေးခြင်းတွေကိုချိုမြင်ခြင်းအဖြစ်ပြောင်းလဲပေးနိုင်တဲ့ရှင်းတစ်ခုရှိအဲ့ဒီစေးနာမည်ကလေးစားဘယ်လိုပြန်ဆွေးအောင်ရှင်းပြီလားအစင်းနေတက်တော့တက်တာမင်းကြီးကြားတာအေးကွာငါတို့မှလည်းတနာပါဒီတစ်ခေါက်နေမကောင်းဖြစ်လေတော်တော်ပိန်သွားတယ်ကိုကြားတယ်အမတယောက်တည်းနေရတော့တခုချင်းကြီးမဲ့လူမှမရှိတော့ကွာပန်းဦးလေးတုံးလောက်လို့ပြောလို့ပါဘလို့ပန်းဦးမျိုးလိုချင်တာလဲမောင်လေကျွန်တော်လည်းမသိဘူးဗျရရအမလာရထင်တာပေးပါချစ်သူပေးမလို့နဲ့တူတယ်မဟုတ်ဘူးဗျကျွန်တော်ညီမလိုခင်တဲ့လူတယောက်ပေးမလို့ပါဒါလေးဆိုအဆင်ပြေမှာမောင်လေဟုတ်ဒါလေးယူမယ်နော်အေးအိုးနဲ့ထည့်ပေးလို့ရရပါတယ်မောင်လေးဟုတ်ကဲ့ရောင်စင်များနဲ့ဝင်ပါရှိတဲ့အပြေရှားစက်ပဲတန်ရများနဲ့အရာအလုံးကလင်းညာရှိပဲမြတ်တမှုကင်းတဲ့လက်တွေနဲ့ဘုံတိုင်းချကလေးပြငယ်လေးလာဆိုပြုံးနဲ့ပဲပြန်နေစေ Oh no you said you need a bone trainသူစကားမရဘူး Yes said money sound pretty Not so young she don't be more I'm not like that We try to fool Make sweet I'm she
Hello လိပ်ပြ ကိုပိုင်ဆိုလိပ်ပြကားပိတ်နေလို့နည်းနည်းနောက်ကျမယ်ကိုပိုင်ဆိုဘက်ဆိုင်မှာစားနေလေ ရတယ်လိပ်ပြလာမှာပဲဒီလိုစားရမယ် အဲ့ဆိုခဏလေးဆောင်နော်လိပ်ပြမြင်လာခဲ့မယ်ရုပ်ရှင်လက်မှတ်ကိုဖြတ်ပြီးလား ဖြတ်ပြီးသွားပြီဒါနဲ့အားစီရောတောက်လာလား ဟုတ်တောက်လာတယ်အဲ့ဆိုတွေ့မယ်နော်တတား ကိုမျိုးမင်းဘာရေးကြီးကိစ္စရှိလို့လဲကျွန်တော်ပါကူညီပေးရမယ်ကိုမျိုးမင်းလိပ်ပြကိုပိုင်ဆိုဝဲမိသားစုလုံနေရကိုပိုင်ဆိုဝဲမိသားစုလုံနေရ
Hello ဟယ်လိုမလေးပြ ဟုတ်တယ် အမခိုင်းထားသလိုကျွန်တော်တို့ကိုပိုင်စုကိုရဲထုတ်ထားတဲ့ကြီးစံတွေကို serial number စစ်ကြည့်ပြီးပါပြီကြီးစံတွေကအထူးရတနာကို issue လုပ်ပေးထားတဲ့ကြီးစံတွေပါ ဘယ်သူကြည်စံနေလဲ လက်နက်ကထုတ်ထားပေးတဲ့စီရင်ရရဲအုံမျိုးမင်းရဲ့ကြီးစံတွေပါ သမီးပဲသွားမလို့လဲသမီးမျက်လုံးတွေကိုဖေဖေသိတယ်နော်သမီးဘယ်လိုပဲဆုံးဖြတ်တာဖေဖေအခုပြောတာကိုသမီးနားထောင်သမီးကိုယ်တိုင်ဖေဖေကိုပြောခဲ့တဲ့စကားသမီးမှတ်မိသေးလားတခုခုဆိုရင်ခေါင်းရေးထားပြီးတေချာစဉ်းစားပါဆိုတာလေအခုသမီးအရင်စိတ်ဆိုးနေတယ်လက်စားချေဖို့ကလွယ်သမီးဘာမှမစဉ်းစားချင်ဘူးဆိုတော့လေဖေဖေသိတယ်အချိန်မလွန်ခင်အချက်လက်တွေအားလုံးခေါင်းရေးထားပြီးတေချာစဉ်းစားပါလို့ဖေဖေတောင်းဆိုချင်တာသမီးလေးကပါလေသိလားအမှန်တရားရဲ့ဓာတ်တလဲဆိုတာဖေဖေမမေ့ဘူးသမီးအခုတယောက်တည်းနေရတာအဆင်ပြေရလား ပြေပါတယ်ဖေဖေမနိုင်ပြောရရင်သမီးတယောက်တည်းနေရတဖြည်းဖြည်းနဲ့ပူအောင်ကြိုက်လာတယ်မိသေးနဲ့နေတော့မှမိသေးရဲ့တနေကုန်ပြတ်တော့လို့တက်နေခံရသေးတယ်အခုသမီးဟင်းလက်ချက်တက်နေပြီတိလား တဲ့ဟုတ်ပါလားငါသမီးလေးတော့လူကြီးဖြစ်သွားပြီပဲ ဖေကိုပိုင်ဆိုးလာကြည့်ရလား ဟုတ်တယ်သမီးနဲ့ပိုင်ဆိုးချစ်သူဖြစ်နေပြီတည်ရတယ်ဟိုသူကတနတ်တန်ရနဲ့ဆေးရုံပေါ်ရောက်နေတာဆိုသမီးလေးကမှုရှိလို့နဲ့တခုလှုပ်လိုက်မှဆိုဖေဖေလိုက်တာ ဘာရတဲ့ဘောချနေရ ဖေဖေစဉ်းစားနေတာငါသမီးလေးတစ်ချိန်ချင်းချစ်သူရသွားရင်ထုံးကိုတို့မျိုးမင်းတို့လိုလူမျိုးတွေလည်းဖြစ်မယ်ထင်တာခုကသမီးကပြောပြီးပြောဖန်နဲ့ပိုင်ဆိုးလို့လူမကြိုက်ရတာပါအဲ့ဒါသမီးမမေနဲ့တူတူပေါ့ ဘယ်လိုတူလဲ မမေလည်း
ဖေဖေလိုပြောတိပြောဖက်လေးကိုပဲကြိုက်တာလေဖေတမီတော့ရမယ်ဖေကိုပိုင်စိုးဆောင်ကြည့်ထားပြီနော်တမီးဒီကားဒီဘက်မှာလေတမီလို့ဆရာလေးတစ်ခုရှိတယ်ကိုပိုင်စိုးမြန်နိုးလာတော့နော်လိပ်ပြကိုပိုင်စိုးချစ်တယ်တနတ်တန်၄ချက်ရှိရကိုပိုင်ဆုံးမတိုင်ရ2ချက်ပဲရှိရကျန်တဲ့2ချက်ကသူ့ကိုပြစ်နေရလေအချက်လက်ဒီအားလုံးခေါင်းရေးထားပြီးတေချာစဉ်းစားပါလို့ပြပြတောင်းဆိုချင်တာပါဒီတစ်ချက်ကခေါင်းချိန်ပြီးတော့ပြစ်ထားပဲခုလွယ်နေပြီပထမတစ်ချက်ဒုတိယ2ချက်နောက်ဆုံးကျမှတစ်ချက်နည်းနည်းလေးကွာနေရဲ့ဘာလို့ကွာနေရလဲ
ကြနေတဲ့ direction ကဒီဘက်ကိုမျက်နှာမူတယ်တူတူရေကိုရမေကိုမျိုးမဲကိုမျိုးမဲအပေါ်ရထိတာပါဒါပေါ်ရလားသူ့ရီဒီလောက်ထွက်နေဥစ္စာဘာလို့စိတ်ကိုမသွားရလဲမသွားရအဲ့မှာသူ့ကောင်အန်ဒီလာပေးနိုင်တယ်အဲ့ဒါဒီမှာလာပုံးနေတာနင်ကလည်းကြားလိုက်တာဘာလို့ခုမှလာလဲလိပ်ပြကိုမျိုးမဲအိမ်မှာထားခဲ့ပြစ်တိုင်းအောင်ရုပ်ကလေးအခုမှတွေ့လို့အေးနင်တွေ့အောင်တမင်ထားခဲ့တာဟာကိုပိုင်စိုးကိုညင်တနတ်မှန်ကတော့အိမ်ကိုပဲပြန်ပြေးရတာပေါ့ဟိမ်မှာလည်းနေလို့မရအောင်ဟာနေလိုက်လာရင်စဉ်းစားလို့ရအောင်ဆိုပြီးပြစ်တိုင်းအောင်ရုပ်လေးကိုမြင်တဲ့နေရာမှာထားခဲ့တာလိပ်ပြနားမလဲဘသူကကိုမျိုးမဲကိုလိုက်တက်နေရလဲကိုပိုင်စိုးရောသူတို့ဘာလို့တနတ်နဲ့ပြစ်သွားရလဲကိုမျိုးမဲတော့လိပ်ပြစီကနေပါရီလေးဝတ်ထားကြတယ်ခနဲ့ကိုပိုင်စိုးနှစ်ယောက်ပေါင်းပြီးကွန်တိနေတာမာဖီးယာကိုဖြိုခွင်းဖို့ကြိုးစားနေတာကိုမျိုးမဲနဲ့ကိုပိုင်စိုးနဲ့လောက2လလောက်ကထော်တဲ့မှာငါစီရောက်လာတယ်မိတဲ့ကိုမျိုးမဲစင်လာရဲ့ဘာလာလောက်တာလဲဟောရွေးချယ်ကြလာပေးတာလိပ်ပြမင်းထင်ထားသလိုမိန်းကလေးမျိုးမဟုတ်ဘူးနာမည်ကြီးဒူးရိုက်သမားနှစ်ယောက်ရဲ့သမီးလိပ်ပြမှာလျှို့ဝှက်ချက်တွေအများကြီးပဲမင်းမသိသေးတဲ့အကြောင်းအရာတွေလည်းအများကြီးပဲဖက်ပါလို့ကျွန်တော်အဲ့လာပြောနေရတယ်မင်းအခုရှုံးနေတာလေမလားအရှုံးသမားတယောက်ဖြစ်ရတဲ့ခံစားချက်ကဘယ်လိုနေလဲရှမ်းခါရမလားဖွားခံတော့လည်းပြောမဲ့စကားတွေကိုတိတိကျကျစဉ်းစားပြီးမှပြောပါအဲ့ဒီခါးသီးချင်းတွေကို
ချိုမြိန်ချင်းအဖြစ်ပြောင်းလဲပေးနိုင်တဲ့စိတ်တစ်ခွက်ရှိတယ်အဲ့ဒီစိတ်နာမည်ကကလဲစားတယ်မင်းကလေးစားချေမလားဒါမှမဟုတ်ကိုချစ်တဲ့သူပျော်ရွှင်နေတာကိုတစ်သက်လုံးထိုင်ကြည့်ချင်လားကျွန်တော်လေးပြပြောနေရပဲမြင်ချင်တယ်သူပြောရင်ကျွန်တော်ကျင့်တတ်တယ်အဲ့ဒါဆိုရင်မင်းသူမမြင်နိုင်တဲ့နေရာနဲ့ကာကွယ်ပေးပါသူချစ်တဲ့သူကိုလည်းမင်းကာကွယ်ပေးပါကိုပိုင်ဆိုဘာရနေရှိလို့ခုတော့မရှိသေးဘူးဒါပေမဲ့ Continental Mafia ခိုင်းကိုဖြုတ်ခွင်းမှုအတွက်အန်တီသူ့အကူအညီကိုလိုတယ်ကျွန်တော်တကယ်ချင်းလာဖို့ရှိရဗျအန်ဒီမမိုင်းစိုးမတွေ့ရကြပြီအန်ဒီလက်ပြန်နဲ့ပြန်နေနေပြီလားမနေဘူးအန်ဒီဒီကိုခဏလာတာမပိုင်စိုးကိုညီတောင်းချရှိလို့ကျွန်တော်အကူညီဟုတ်တယ်ဒုစရိုက်ခိုင်ကြီးတစ်ခုကိုဖြုတ်ခွင်းမှုအတွက်မပိုင်ဆိုးရဲ့အကူအညီလိုတယ်ဒါပေမဲ့အန်တီတောင်းမဲ့အကူအညီကအရန်အန်တီရဲ့များတယ်မပိုင်ဆိုးကူညီနိုင်မှာမလားမပိုင်ဆိုးမကူညီနိုင်ဘူးဆိုရင်လည်းအန်တီအတင်းကြီးမတောင်းဆိုပါဘူးဟုတ်ကျွန်တော်မကူညီချင်လို့ပြောမှာမဟုတ်ပါဘူးအန်တီကျွန်တော်လိုဟက်ကတယောက်ကဘယ်လိုကူညီနိုင်မှာလဲအန်တီပြောပြမယ်အန်တီအခု Continental Mafia ခိုင်းကိုပြန်ဝင်လဲဆိုတာအဲ့ဒီခိုင်းကိုဖြိုခွင်းမှုအတွက်တွင်းလူအနေနဲ့သတင်းယူနေတာအဲ့ဒီခိုင်းရဲ့ခေါင်းဆောင်ဦးအိုက်နဲ့ဆိုတာဒါကြားဘူးလေမလားဟုတ်ကြားဘူးလေဒီဦးအိုက်နဲ့ဆိုတဲ့လူကရှမ်းဆိုးတယ်သူ့ကြောင့်အပြစ်မဲ့တဲ့လူတွေအသက်အိုးအိမ်စီးစိမ်တွေအများကြီးပဲထိခိုက်ခဲ့ရတယ်ဦးအိုက်နဲ့မှာဒုစရိုက်လုပ်ငန်းတွေအမျိုးစုံရှိတယ်အဲ့ဒီအလုပ်တွေထဲမှာငွေဖြူငွေမဲလဲလှယ်တဲ့အလုပ်ကအဓိကအလုပ်နေနဲ့ပါဝင်တယ်သူတို့လုပ်တဲ့ပုံစံကဒုစရိုက်သမားတွေရဲ့ငွေမဲတွေကိုနိုင်ငံခြားဘဏ်အကောင့်ကလက်ခံတယ်ပြီးရင်ပြည်တွင်းမှာငွေဖြူပြတဲ့ project တွေလုပ်ပေးတယ်အဲ့ဒီငွေဖြူတွေကိုပဲပြည်တွင်းမှာဘဏ်အကောင့်ဖွင့်ပြီးအဲ့ဒီအကောင့်တော့ password တွေရောအဲ့တထေးတွေကိုပြန်ပေးတယ်
ပြီးရင်သူတို့ကအကျိုးဆောင်ကောင်းရှူတယ်အဒီပြောတာနားလဲလား ဟုတ်ကျွန်တော်နားလဲပါတယ်တောင်အမေရိကနိုင်ငံတွေတော်တော်များများမှာအဲ့ဒီအလုပ်ကို online ကနေတိကျထားပြီးလုပ်ကြတယ် ဟုတ်တယ်ဝိနဲ့တို့လည်းအဲ့လိုပဲလုပ်တာပဲငွေလက်ခံတာလည်း online ကနေလက်ခံတယ်ငွေပြန်လွှဲတော့လည်း online ကနေပဲအခုဝိနဲ့တို့ကတရုတ်ပြည်လုံဝန်ကုမ္ပဏီအတွက်ငွေဖြူငွေမဲလဲလှယ်ပေးရမယ် project ကြီးတစ်ခုရှာထားတယ်အဲ့ဒီကုမ္ပဏီကနေပြီးအကောင့်25ခုနဲ့ဦးအိုင်နဲ့တို့စီကိုငွေမဲတွေအလုံးရှင်းနဲ့ဝင်လာလိမ့်မယ်အဲ့ဒီအချိန်မှာမောင်ပိုင်ဆိုကဦးအိုင်နဲ့ရဲ့စာပါကိုဟတ်ပြီးသူ့အကောင့်ကို freeze ဖြစ်အောင်လုပ်ထားလိုက်အဲ့ဒါဆိုရင်အဲ့ဒီငွေမဲတွေကဦးအိုင်နဲ့စီမှာရက်တက်နေလိမ့်မယ်အဲ့ဒီအကောင့်ကိုလည်းမောင်ပိုင်ဆိုးရှုထားလိုက် အဲ့ဒီအကောင့်လွှဲပြောင်းနေမှာ firewall တွေခံထားတယ်ကျွန်တော်ဟန်လို့မရတော့ထင်တယ် ရတယ်အဲ့ဒီငွေမဲတွေပို့ပေးမဲ့ဘဏ်ကဘရူနိုင်း UAL ဘဏ်အဲ့လိုမျိုးတရားမဝင် money laundering လုပ်တဲ့ဘဏ်အဲ့ဒီဘဏ်ကငွေပြောင်းလွှဲတွေလုပ်တဲ့အချိန်မှာသူတို့ရဲ့ firewall တွေကိုခဏချထားတယ်လွှဲပြောင်းမဲ့အချိန်တိတိကျကျသိရင်အဲ့အချိန်မှာဝင်ပြီးဟတ်လို့ရတယ်အကောင့်နာမည်တွေပြောင်းစရာမလိုအကောင့်နံပါတ်ကိုပဲပြောင်းထားလိုက်အဲ့ဒါဆိုရင်အဲ့ဘဏ်ဘက်ကလည်းဘာမှလုပ်လို့မရတော့ဘူးအဲ့ဒါဆိုရင်အဲ့ဒီငွေတွေကဥအိုင်းတဲ့လက်ထဲမှာရက်နေလိမ့်မယ်သူတို့ရဲ့ project တွေလည်းဘာမှလုပ်လို့မရတော့ဘူးငွေပမာဏအများလုံးအားကြီးတော့တရက် freeze ဖြစ်တာနဲ့လုံဝန်ဘက်ကတရက်အရှုံးပေါ်မယ် ဟုတ်ဝေပမနာကဘယ်လောက်များလဲနီ ရွှန်သိန်းပေါင်း8000 ဗျာ ဟုတ်တယ်အဲ့လောက်ပမာဏရှိတဲ့ငွေတွေသူတို့လက်ထက်မှာရက်နေရင်လုံဝန်ဘက်ကဦးအိုက်နဲ့ကိုတတ်မှာဒါမှမဟုတ်ရင်တက်ဆိုင်ရအောင်အဲ့ဒီအကောင့်လေးအပ်ဦးအိုက်နဲ့ကိုmoney laundry လုပ်မှုနဲ့တရားစွဲအဲ့ခိုင်ကိုဖြုတ်ခွင်းမှုအတွက်အန်တီရဲ့အကြံစီပဲတာကူညီပါလားဒါနဲ့အန်ဒီဘာလို့ဒီလိုအရေးဆုံးပြီးလောက်ရတာလဲ သမီးလေးလက်ပြခုံယူအောင်သမီးလေးကအန်တီရဲ့ဘဝအမှန်ကိုသိသွားပြီဆိုတော့အန်တီကိုမောင်းသွားလောက်ပြီအထင်သေးသွားလောက်ပြီအန်တီကိုလူဆုံးမရေးလို့မမြင်အောင်ဒီနည်းနဲ့ပြန်ပြီးဖတ်စေတာ မဟုတ်တာအန်ဒီရဲ့လက်ပြဘွားမှာအန်ဒီကိုအချစ်ဆုံးမှာအန်ဒီဘလို့ပဲဖြစ်နေလက်ပြအန်ဒီကိုချစ်ပြီးသားပါ ဒါပြောသလိုဖြစ်ပါစေ coordinator မှာပြီးတော့ဖြုတ်ပေးချင်တာဟုတ်လား ဟုတ်တယ်အန်တီအဲ့ဒီဂိုင်းကိုပြန်သွားတယ်ဆိုတာဦးအိုင်နဲ့သူ့ရဲ့ဂိုင်းသားတွေကိုဖြိုခွင်းချင်လို့အဲ့ဒီအချိန်ကျရင်မောင်ပိုင်ဆိုးရဲ့အကူအညီလိုတာလိမ့်မယ်မင်းသူ့ကိုကာကွယ်ပါ
အဲ့ဒါဘာလို့ကိုထုံးကိုတော့အကူညီမတောင်းဘူးကျွန်တော်လာပြီးကူညီတောင်းနေတာတခါတလေအချစ်ကြီးတဲ့သူတွေကယူမိုင်းမိုင်းနဲ့နာခံတတ်ကြတယ်အဲ့ဒီကြောင့်အန်တီသိတယ်ပြီးတော့လုံငယ်၄ရက်ကပဲကိုပိုင်ဆိုအဲ့အကောင့်25ခုလုံးဝင်ခိုးပြီးပြီအကောင့်နံပါတ်ရောပြောင်းထားတဲ့နံပါတ်တွေရောဒီမှာမိုးစစ်တယ်မဒီမှာမိုးစစ်လေကငေါ့လက်ထဲမှာဆိုဘာတန်ဖိုးမှမရှိပေမဲ့သူတို့ကတော့တေးရှင်တဲ့အရေးကြီးတယ်ဒါပေမဲ့ဦးအိုင်နတ်တို့ကတော့တဲ့မှာသူတို့တစ္ဆာဖောက်သွားပြီဆိုတော့တဖြည်းဖြည်းနဲ့ရိတ်မိလာတယ်ပြီးတော့အကောက်တွေအားလုံးကိုပိုင်စိုးလက်ထဲမှာဆိုတော့လည်းတိပါတယ်ငါကိုပိုင်စိုးတန်ရတဲ့မနက်ကသူတို့ကိုပိုင်စိုးကိုတက်ပြီးအဲ့ memory stick လေးလာယူနေပြီဆိုတော့သွားတတိပေးတာဒါပေမဲ့ဟာအနောက်ကျသွားတယ်ဦးအိုင်နဲ့တို့လွတ်လိုက်တဲ့လူတွေကရှောင်းနေပြီကိုမမေကိုယ်ကျွန်တော်တော့မနေစတက်ပါကျွန်တော်ပေးတာအဲ့လိုရလိုက်ဟဲ့လူဖျားလို့ကြတာဒါမလားလက်ပြကိုမျိုးမျိုးအထင်လွယ်တော့မို့လက်ပြခွင့်လို့ပါအထင်လွဲကိုလွဲတာဘာကိုခွင့်လို့မှာလဲမဟုတ်အဲ့ဒါတခုလည်းမဟုတ်ကိုမျိုးမျိုးလက်ပြအဲ့လိုလိုက်ဆောင်ရှောက်နေမှလက်ပြမသိခဲ့ဘူးကိုမျိုးမျိုးရဲ့ကျေးဇူးတွေကိုလည်းလက်ပြမမြင်နိုင်ခဲ့ဘူးကိုမျိုးမျိုးပုံမှာလည်းလက်ပြဘာမှပြန်မကောင်းနိုင်ခဲ့ခေပြခဏကိုစိတ်ဝင်စားရဆိုရစိတ်ထဲညီမလေးတို့တန်အောင်စိတ်ဖြစ်တဲ့စိတ်ကပိုးပါရထင်ရဆိုင်ညီမလေးတယောက်ကောက်ရတယ်ပေါ့နင်ပြောနေတာတွေ့ရင်မကျေနပ်ပါဘူး
လိုက်ပြန်ကျမအတန်ကိုမှတ်မိလားစင်ရှင်ဒီနံပါတ်ကိုဘယ်လိုရလဲမလိုက်ပြန်မေးသေးစီရလေသူစင်တို့ဖက်ကိုသစ္စာဖောက်သွားစင်တို့သိပြီအဲ့တော့မလိုက်ပြန်မေးသေးကိုမသိစေချင်ဘူးဆိုရင်ပိုင်ဆိုးစင်တို့စီကနေခိုးယူသွားတဲ့အကောင့်နံပါတ်ပါတဲ့ memory stick ကိုယူပြီးစင်တို့ပထမတစ်ခေါက်တွေ့ခဲ့တဲ့နေရာပဲပြန်လာခဲ့ပါမလိုက်ပြန်နောက်ထပ်တစ်နာရီတိတိချင်းရတယ်အဲ့ဒီကကိုမင်းမျိုးစိတ်ကိုလိုက်ပြမယ်ပေးလိုက်ပြသူတို့စီလိုက်သွားလိုက်မယ်ဟာယူနေလားနင်တို့စီလိုက်သွားမှာတော့နင်တို့တိုင် memory stick လေးယူပြင်မေတဲ့ကိုတက်ပြေနောက်စီသားများအားလုံးပြတ်ပြီပေါ့ဒီပြမှာအချင်းရှိရကိုမင်းမယ်စိတ်မပူနဲ့ထားသွားရသူတို့နဲ့အချိန်ဘယ်လောက်ပေးလဲတနားအေးငါ့ကိုလည်းပုံနေပဲမိမလဲတော့ငါစေးကိုခေါ်လိုက်မယ်ဘာဖြစ်ဘူးကိုမမေတကယ်ရရနော်နားကြီးလာပြီဟာတော့Hello. Meteo. Zeno elaw am la malay piay. Ani te ma siya ne thana jong ba.နောက်ထပ်10မိနစ်တည်းဘန်းကန်ခောက်တွေမပေးလို့ရှိရင်ဆရာအနီတဲမှာတက်ပြတ်တော့ကဲပါမလဲ memory stick memory stick ကကျမပဲဟမ်ကျမခုနပဲ memory stick တဲ့ bank account တွေရော account number တွေရောအကုန်လွတ်ကျက်လာတယ် memory stick ကိုရောကျမဖြည့်ဆည်းပြလိုက်ပြီရှင်တို့ရဲ့ account number တွေအကုန်လုံးဒီထဲမှာတတ်တည်ပြ account number 3213331 10989 64539 account number 4455 2618 33369အဲ့ဒါပထမဆုံးအကောင် activate လုပ်ကြည့်လိုက်
ကျန်တဲ့24ခုကိုလည်းပေး ရှင်တို့မိတဲ့ကိုလှုပ်ပြီးပေးမယ် ရတယ်အဲ့အကောင့်တွေအကုန်လုံးမလေးပြကောင်းနေရနေစေရိုက်ထုတ်ပြမယ် အဲ့လိုနဲ့တက်ရှိတလှန်တိုးလာတယ်ကျမတနတ်မောင်ဆွဲလိုက်မယ်ရှင်တို့လည်းအဲ့ဒီအကောင့်တွေနဲ့ဝေးရပြီမှန်မိတဲ့ကိုလှုပ်ပြီးမှကျမတို့စကားဆက်ပြောကြတာ Hello တမီး မိတဲ့ဘာမှဖြစ်ဘူးနော် မိတဲ့နှုတ်မဆက်ပဲထွက်သွားခဲ့တာခွန်းတော့ပါတမီးရဲ့ မိတဲ့တမီးအနာမပြောရအောင်သူတို့မိတဲ့အခုလှုပ်လိုက်ပြီလားအဲ့ဆိုပြီးတော့မိတဲ့တမီးတို့နဲ့ဆက်ရှင်လာအောင်မယ် နှမျောစရာပဲဇင်းနဲ့မလိုက်ပြန်တယ်တငယ်ချင်းတွေဖြစ်ရမှာစိုင်းချပါ ကိုဒီပါအဲ့ကောင်သိတယ်သိတယ်ကျုပ်ရဲ့တပည့်ပဲကျုပ်ကိုယ်တိုင် train ပေးရတာကိုတပည့်ကိုပြန်ရှုံးလို့လုပ်မယ်ရှုံးတော့ပါဘူးနှစ်ယောက်တယောက်ပဲတခုလို့ရှိရင်ကလေးကိုနှစ်ယောက်တယောက်ဝမ်းချလို့ပြန်မပြောချင်းတော့ဟဲ့မင်းလူတွေရှောက်တတ်တယ်
င်ပြေနော် တာတကြီးဖမ်းခံပါမလေးဗျာအိုးအိုင်းနဲ့ကိုရှင်းလင်းဖို့ကူညီခဲ့တဲ့သူဒီလိုပဲကျေးဇူးဆက်တော့မလို့လားမလေးဗျာနားမလဲသေးပဲဒီလိုအနီတဲမှာဆရာတစ္ဆာဖဖို့ကြံစီနေအောင်စင်စောရဲကရိပ်မိပြီလားဒါပေမဲ့တမင်မပြောပဲနေခဲ့တာစင်စင်လေးအိုးအိုင်းနဲ့ကိုတစ္ဆာဖဖို့ကြံရှိထားပြီးပြီတော့ရှင်းအဲ့ဘဏ်အကောင့်တွေကိုကြားရလေးဖြတ်လူကြည့်နေရရှင်းဆရာရှင်းမပြညှစ်မလို့ဟုတ်တယ်မလားဟုတ်တယ်ဒါမဲ့စင်မတွေးလိုက်မိတာမလိုက်ပြန်စတစ်ကိုဖြတ်စီပြီးအကောင့်တွေခေါင်းထဲမှာမှတ်ထားလိုက်လို့တမန်ထားလိုက်ပါဘယ်တက်နိုင်မလဲစင်ခုတော်ရမယ်နော်စိတ်မကူးနဲ့စင်စင်မလေးဗျာစင်စင်ကိုလှုပ်ပေးလိုက်တဲ့နဲ့ပြောပါရှင်ကိုလှုပ်ပေးတဲ့အကြောင်းမလေးဗျာစဉ်းစားကြည့်လုံဝန်ကုမ္ပဏီဘက်ကဥအိုင်းနဲ့ကိုတက်ပြီးရင်အနီတဲမှာကိုအလွတ်ပေးမယ်လို့ထင်နေရလားခိုင်းမိုင်ဥအိုင်းနဲ့ပြီးလို့ရှိရင်ဒုတိယအကြီးဆုံးဖြစ်တဲ့အနီတဲမှာသူတို့လက်အောက်ခံပြေရအောင်ရှာပြီးခေါ်သွားလိမ့်မယ်အဲ့ဒါသူတို့ဖွဲ့စည်းရထုံးစံမယ်မလေးဗျာရဲ့မိသေးမနေချင်တဲ့ဘဝမှာဆက်ပြီးနေရလိမ့်မယ်ဒါမဲ့အနီတဲမှာမရှိတော့လို့ဇင်ကဒီမှာအကြီးဆုံးဖြစ်နေလိုက်လို့ရှိရင်သူတို့အနီတဲမှာစားဇင်ကိုပဲခေါ်သွားလိမ့်မယ်လက်ဆက်တတော့စင်စင်ကလုံဝန်ဘက်ကိုပြောင်းချင်နေရအောင် Continental Mafia ဆိုတဲ့အဖွဲ့အစည်းလေးကစင်တော်သေးလွန်ပါတယ်ဒါပေမဲ့ OI နဲ့ရှိနေလို့သာဘယ်မှမထွက်တာကဲဘယ်လိုလဲမလေးပြနှစ်ဦးနှစ်ဖက်အကျိုးရှိရပဲလုပ်ကြရအောင်မလေးပြရဲ့မိသေးလဲလွတ်လပ်သွားမယ်စင်လည်းအမြင်တက်ပါရှင်လုံဝန်ဘက်ကတတ်မှမချဘူးလားမတတ်တော့ပါဘူးဒီကိစ္စဇင်နဲ့ပတ်သက်တာကိုသူတို့မသိတော့ဘူးမလေးပြဇင်ကိုစိုးရိမ်နေရမလားဇင်တို့ပြန်ပတ်ကောင်တယောက်ရောက်သွားမှာစိုးရိမ်နေတာဟုတ်တယ်မလားမဟုတ်ဘူးရှင်လေးလောင်းပြိုင်လူတမှုမှာပတ်သက်နေတာကိုကျွန်မမမေ့ဘူးကျွန်မကရရှင်ထောင်းနဲ့ထည့်ချင်မလေးပြအနီတဲမှာတောက်ခေါမလို့မလားအခုချိန်ဆိုတော့မကြသေးဘူးနော်စင်တို့ရဲ့ဟိုက်တော့ကပလဲမျိုးဝေတာကီလန်အမှတ်86ခုချိန်ဆိုအနီတဲမှာဝေးရအောင်မှာမဟုတ်ဘူးသူကလည်းမလေးပြလာခေါ်ဖို့မျှော်လင့်မှာပဲမစိုးရိမ်ပါနဲ့စင်တို့ပြန်တွေ့တော့မှာ
သမီးလေးမိတဲ့အချစ်ဆုံးလိုက်ပြလေမိတဲ့မပြောတော့ဆက်သွားခဲ့တဲ့မိတဲ့ခုလို့ပါသမီးလေးမလေးပြပေးနင်တို့လည်းအပါခေါ်ဆိုင်သားများမင်းညူကတော့တာမန်ရ